DPO ကြည့်နေတဲ့သူကအသက်ငယ်သေးတယ်10ကျော်တဲ့အရွယ်အသက်20နည်းနည်းစွန်းတဲ့လူပြီးတော့အလုပ်တွေပါရီကိုပိုင်အလုပ်နဲ့ဝင်ငွေမရှာနိုင်သေးတဲ့လူဆိုလို့ရှိရင် DPO ဆက်ကြည့်လို့ရပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင် DPO ကြော်သွားပြပါလို့ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ DPO မှာဘယ်လိုစားရမလဲဆိုတဲ့အကြောင်းအရာကိုပြောမှာဘယ်လိုစားရမလဲဆိုတော့ဘာကိုဘယ်လိုစားရမလဲဆိုတော့ငွေဘယ်လိုစားရှာရမလဲပေါ့နော်အဲအကြောင်းပြောမှာပေါ့နော် DPO မှာတော့ငွေဘယ်လိုစားရှာရမလဲဆိုတာကိုပြောမှာမဟုတ်ငွေရှာဖို့အတွက်သိထားမယ် mindset အဲ့ဒါကိုကျွန်တော်ပြပြပြီးတော့မှာဖြစ်ပါတယ် Okay အဲ့လိုမျိုးတွေပြောအောင်မင်းကဘာကောင်းလဲဆိုလို့ရှိရင်ကျွန်တော် freelance video editor တယောက်ဖြစ်ပါတယ်နောက် Zen Creative ဆိုတဲ့ video creation agency တခုကိုစပြီးတော့ထောင်ဖို့အတွက်နည်းနည်းပြင်ဆင်နေပါတယ်ပေါ့နော်အရင်မင်းကချမ်းသာလို့လားပတ်စံရှာနိုင်လို့လားအဲ့လိုမဟုတ်ပါဘူးအဓိကကြောင့်ကျွန်တော်က2လအတွင်းမှာအဲ့လို freelance video editor ဘဝကနေပြီးတော့ပတ်စံနည်းနည်းပပလေးရှာနိုင်တယ်ရှာနိုင်ပြီးတော့နောက်ထပ်တစ်ဆင့်ထပ်ပြီးတော့တက်ချင်တာပေါ့နော်ထပ်ပြီးတော့တက်ချင်တဲ့အခါမှာငါ့ကိုအဲ့လိုနောက်တစ်ဆင့်ကိုရအောင်ခေါ်သွားနိုင်တဲ့လူပြောပြနိုင်တဲ့လူရှိရဆိုလို့ရှိရင်အရန်ကောင်းပါပဲပေါ့နော်အဲ့လိုမျိုးစိတ်ထဲမှာတွေးမိတဲ့အတွက်ကြောင့်မလို့ Okay အနေနဲ့ရောငါကိုအချိန်မှာပတ်စံနည်းနည်းတော့ရှာနိုင်နေပြီအဲ့တော့ဒီမရှာနိုင်သေးတဲ့လူတွေကိုဘယ်လိုရှာရမလဲဆိုတာကိုပြောပြလို့ရတယ်ဆိုပြီးတော့အဲ့လိုအတွေးနဲ့ပေါ့နော် sharing လုပ်ဖြစ်တာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ပတ်စံရှာနိုင်ဖို့ဆိုလို့ရှိရင်ပတ်စံရှာနိုင်တဲ့ mindset ရှိဖို့လိုတယ်ပေါ့နော်လူတွေကပတ်စံအရင်ဦးဆုံးသွင်းထားလိုက်ပြအရင်ဦးဆုံးခေါင်းထဲမှာသွင်းထားလိုက်ဘာလဲဆိုတော့ပတ်စံရှာရတာမခက်ဘူးဆိုတဲ့ mindset ပေါ့နော်ဘာဖြစ်လို့ပတ်စံရှာရတာမခက်ဘူးလဲဆိုလို့ရှိရင်ရှင်းလင်းဆုံး concept တစ်ခုရှိတယ်ရှင်းလင်းဆုံး body တစ်ခုပေါ့ကိုကတန်ဖိုးများများပေးနိုင်လေပတ်စံရှာရတာပို့ပြီးတော့ပတ်စံများများရှာနိုင်လေနောက်တစ်ခုကကိုကဖြည့်ရှင်းနိုင်တဲ့ပြဿနာကြီးမားလေးကိုကပတ်စံပို့ပြီးတော့ရှာနိုင်လေပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဆိုလို့ရှိရင်ပထမဦးဆုံးပတ်စံရှာဖို့ဆိုလို့ရှိရင်မခက်ဘူးဘာဖြစ်လို့မခက်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘာပြဿနာဖြည့်ရှင်းနိုင်လဲဆိုပြီးတော့တွေးလို့ရတယ်ဒါမှမဟုတ်ရင်ကိုကဘယ်လောက်ထိတန်ဖိုးပေးနိုင်လဲဘယ်ညူးပေးနိုင်လဲဆိုပြီးတော့အဲ့ဒီအရာကိုကျွန်တော်တို့ဒီဟိုရှာပြီးတော့ပတ်စံရှာလို့ရပါတော့ mindset တခုကျွန်တော်တို့မှာမရှိဘူးလို့ထင်ကြတာတချို့မှာကျတော့ရှိတယ်ပေါ့နော်ဝန်ထမ်းလုံးမှပတ်စံရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကိုပိုင်အလုပ်လုပ်တာကဖြစ်တယ်မစွန်စားပါနဲ့အန်ဒီရများတယ် okay ဟုတ်တယ်အန်ဒီရတော့များတယ်ပေါ့နော်ပုံမှန်ဝင်ငွေတော့မရှိဘူးဒါပေမဲ့လုပ်ကြည့်လိုက်ပါပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဓိကကျတော့ဝန်ထမ်းလုံးမှမဟုတ်ဘူးကျွန်တော်တကယ်ချင်းဒီရှိတယ်ပေါ့နော်ဘာလဲဆိုတော့ငါဝန်ထမ်းမဖြစ်ရှင်ပါဘူးကွာသူတို့ပြောတဲ့ဝန်ထမ်းမဖြစ်ရှင်ဆိုတာကအစိုးရဝန်ထမ်းမဖြစ်ရှင်ပြောတာဒါပေမဲ့တခြားပုဂ္ဂလိကကုမ္ပဏီတွေဘာတွေမှာဝန်ထမ်းဖြစ်ရှင်တယ်ပေါ့နော်အဓိကဝန်ထမ်းမလုပ်ကောက်လို့ပြောတာမဟုတ်ဝန်ထမ်းလုပ်တာမကောင်းလို့ပြောတာမဟုတ်ကျွန်တော်ကဒီကိုပိုင်ဝင်ငွေကိုပိုင်စီးပွားရေးနဲ့ဘယ်လိုစလို့ရလဲဆိုတာကိုပြောမှဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်တယ်အဲ့ဒီအကြောင်းအရာတွေကိုပြောရတာပေါ့နော်အဲ့ဆိုပြီးတော့ငွေရှာရတာခက်တယ်ဆိုတော့ mindset ကိုခဏဖြတ်ထားလိုက်ပါပြီးတော့နောက်ထပ်တစ်ခုထပ်ပြီးတော့ဖြတ်ကမဲ့ mindset ကလေးရှိရဲအဲ့ဒါကြတော့အရင်နီးလိုတယ်ဆိုတဲ့ mindset ပေါ့နော် okay အရင်နီးလိုတယ်ဒါပေမဲ့ငါတို့မှာဘာကြီးအရင်နီးရှိလဲ okay ငါတို့ခုအချိန်မှာပတ်စံတော့မရှိဘူးကွာသိလားမလားစပြီးတော့လုံးပါဆိုတော့ပတ်စံမရှိဘူး okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အချိန်ရှိရဲကျွန်တော်တို့တက်ထားတဲ့အတတ်ပညာရှိရဲမရှိဘူးဆိုလို့ရှိရင်အချိန်တော့ရှိတယ်အချိန်ကိုတော့ရင်းပြီးတော့မလုံးနဲ့အချိန်နဲ့နဲ့ပညာနဲ့ပေါင်းပြီးတော့အဲ့ဒီပညာကိုလေ့လာအဲ့ဒီdigital ဘက်မှာဆိုလို့ရှိရင်ဒီ service လုပ်ငန်းတွေပါတွေအများကြီးရှိရဗျာသူများတွေတင်တန်းတွေပါတွေဖွင့်တာလည်းပဲပတ်စံတွေပါရရပါတော့အဲ့ဒါဆိုလို့ရှိရင်ဘာအချိန်ဘာရင်းနှီးမြှုပ်နှံမှုလို့လဲမလို့ဘူးတော့သူတို့စခဲ့တာသူတို့ရဲ့အချိန်ပေးရတယ်သူတို့ရဲ့အတတ်ပညာတစ်ခုပေးရတယ်ပေါ့နော်အဲ့တော့အတတ်ပညာတစ်ခုကိုတော့လေ့လာဖို့လိုတယ်ဘယ်အတတ်ပညာတွေလေ့လာရင်ဘယ်လောက်ကိုယ့်အတွက်ဝင်ငွေရမလဲဘယ်လိုအခြေအနေရှိလဲဆိုတာနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့လာပါမယ်ခုဗီဒီယိုကတော့ဒီ mindset ကလေးကိုချိန်မိတာဖြစ်ပါတယ်ပေါ့နော်ဆိုနောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါတယ်ဘာရင်မဟုတ်ပါဘူးကျွန်တော် secret လည်းမဟုတ်ပါဘူးဒီတိုင်းလက်တန်းပြောတာဆိုတော့ဘယ်လိုဖြစ်မှာမသိဘူးပေါ့နော် so yeah နောက်ဗီဒီယိုမှာတွေ့ပါမယ်နောက်ဗီဒီယိုကတော့ဘယ်လိုပညာတွေကိုဘယ်လိုလေ့လာရမလဲဆိုတာကိုပြောမှာပေါ့နော်ဘယ်လိုပညာတွေကိုလေ့လာရမလဲဘာကြောင့်လေ့လာရမလဲဘယ်လိုကောင်းလို့လဲပေါ့နော်အဲ့ဒါလေးတွေဝင်ငွေရအောင်ဘယ်လိုပြောမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်